အခုကျွန်တော်တို့အဖွဲ့ကအပန်းဖြေဖို့အတွက် Breeze Garden တို့သွားနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တယောက်ကိုဝင်ကြီး3000စီပေးရပါတယ်တဲတဲငှားရင်3000ကျပ်ကြပါတယ်ကျွန်တော်တို့ဒီရောက်မှသိလိုက်ရတာကသူတို့ကအပြင်စားတွေကိုယူလာလို့မရဘူးလို့ပြောပါတယ်ခောက်ဆွဲကြော်တစ်ပွဲနဲ့ငါးတက်မြပေါင်းတစ်ပွဲကိုတော့မှားစားခဲ့ပါတယ်ဒီထဲမှာကဓာတ်ပုံတွေရိုက်မယ်ဆိုရင်လည်းတကယ်ကိုမိုက်ပါတယ်ဒီကိုရောက်ပြီဆိုရင်ဒီမျောစင်တရားလေးပေါ်မှာလည်းဓာတ်ပုံလေးကြည့်တင်ပါတယ်အခုလိုရေကန်လေးကိုကြည့်ပြီးတော့လည်းအေးသေးထိုင်လာလို့ရပါတယ်ကျွန်တော်တို့ဝင်ချင်းဘက်မှာလည်းဓာတ်ပုံရိုက်လို့ရတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီနေရာလေးပဲဖြစ်ပါတယ်ခင်ဗျဒါကတော့အာကာသယာဉ်ပြန်လေးပဲဖြစ်ပါတယ်အတွင်းပိုင်းမှာဆိုရင်နေတွေလတွေကြက်တရားတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့တနေ့တာခရီးစဉ်တွေကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီအားလုံးပဲအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ